င်္ဂလာပါနိုင်တဲ့ sport ကနေကြိုးလိုပါတယ်FIFA Club World Cup အုပ်စုပတ်လဲဒါနောက်ဆုံး round 3 ပွဲစဉ်ပွဲဖြစ်တဲ့ဂျူဗင်တက်နဲ့မန်စီးတီးတို့ရဲ့ပွဲကြိုသုံးသက်ချက်ဖြစ်ပါတယ်ဒါဒီပွဲစဉ်မှာနိုင်ရှုံးနှစ်သိန်းလောက်16သိန်းအဆင့်ကိုတက်ရောက်သွားပြီဖြစ်ပေမဲ့အုပ်စုဒုတိယနဲ့နောက်တစ်ဆင့်ကိုတက်သွားမယ်ဆိုလို့ရှိရင်တော့တစ်ဖက်အုပ်စု H က Real နဲ့တွေ့ရနိုင်ခြေများတယ်အုပ်စုပွဲစဉ်ကိုနှစ်ပွဲစီကစားထားရပြီးတော့ဒါနှစ်သိန်းလုံးကဒါလွယ်ပူပဲဒါနှစ်ပွဲလုံးကို9ပြက်နှစ်ပွဲရတာတော့တွေ့ရတယ်ဒါတစ်ဖက်ကလည်းလွယ်ပူတဲ့ temper တွေဖြစ်နေတာကိုတွေ့ရတဲ့အတွက်ကြောင့်ဒါဒီနှစ်သိန်းရဲ့ဒါခြေသွမ်းကလက်ရှိဖောင်ရကမှန်းဆဖို့တော့ဒါသိမလွယ်သေးဘူးဒီပွဲမှာဒါကျွန်တော်တို့စောင့်ကြည့်ရမှာကဒီပွဲပေါ်မှာဘယ်လိုကစားလာကြမလဲကြည့်မယ်ဆိုလို့ရှိရင်ဒါဂျူဗင်တက်အနေနဲ့ကဒါလက်ရှိမှာ3-5 formation နဲ့ဒါနောက်တန်း9ယောက်ထိ defend လုပ်ပြီးတော့သူတို့ငယ်ရွယ်တဲ့တိုက်စစ်အစုဖွဲ့နဲ့ဒါကောင်တာလုပ်ပြီးတော့ Man City ကိုရင်ဆိုင်လာမယ်လို့ယူဆရတယ်ဒါတစ်ဖက်က Man City ကလည်းဒါ high position နဲ့ဒါသူတို့ present ပေးမယ်ဒိုကူတို့ Foden တို့ကနေဒါတောင်ပန်တွေကနေပြီးတော့ overload လုပ်ပြီးတော့ဒါသူတို့ဒါ back inside တွေပေးပြီးတော့ဒါ pay dinner တွေလုပ်ပြီးတော့ဒါပိုးရဖို့အတွက်ကြိုးစားလာနိုင်တယ်ဂျူဗင်တက်ရဲ့ဒါလက်ရှိ defense system နဲ့ Man City ရဲ့ rotation လုပ်နေတဲ့သူတို့ဒါ line နဲ့က Man City အနေနဲ့ဒါအရင်ကြီးအတားစီရဖို့ကတော့မလွယ်နိုင်ဘူးဒီပွဲအတွက်တော့ကျွန်တော်ပထမပိုင်းနဲ့ဒုတိယပိုင်းကိုဒါ pre analysis အနေနဲ့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်ဒါဒီပွဲကပထမပိုင်းမှာMan City အနေနဲ့ဒါ position game ကိုကစားမယ်ဒါ position 60-65လောက်ထိကိုယူပြီးတော့သူတို့ press လုပ်မယ်ဒါ penalty area box တွေထဲကိုသူတို့ဝင်ဖို့ကြိုးစားမယ်ဒါမှမဟုတ်ဒါ Foden Mamush တို့ရဲ့ဒါ area ထိပ်ကကန်ချက်တွေနဲ့ဒါသူတို့ကိုရဖို့ဒါကြိုးစားကြမယ်ဒါတစ်ဖက်ကဂျူဗင်ကလည်းပွဲကိုဖတ်နိုင်မှုအတွက်ဒါအစောပိုင်း minute တွေမှာဒါထိရောက်တဲ့ press တွေ counter attack တွေကိုတိတ်ပြီးတော့လုပ်အောင်မယ်လို့မထင်ဘူး CD ရဲ့ pressing ကိုပဲion site ပြီးတော့ဒါဂျူဗင်တက်အနေနဲ့ defend လုပ်လာမယ်လို့ယူဆတယ်ဒီပုံစံအတိုင်းဒါဒီပွဲကကစားလာခဲ့မယ်ဆိုလို့ရှိရင် Man City အနေနဲ့ကဂျူဗင်တက်ရဲ့ final တက်ဆုံးတဲ့ဝင်လို့တော့မှသူ့အနေနဲ့အခက်တွေ့လာနိုင်ဒါကြောင့်မို့လို့ဒါပထမပိုင်းမှာဂျူဗင်ဘက်ကနေပြီးတော့ထိရောက်တဲ့ဒါ press တွေ counter attack တွေကိုဒါပြန်မလုပ်သေးတော့ပထမပိုင်းမှာနှစ်ထပ်လုံးကနေပြီးတော့ကိုရဖို့ဒါခက်ခဲသွားနိုင်တယ်ဒါကြောင့်မို့လို့ပထမပိုင်းမှာဒါ HD ဒါ result ကစီစီဖြစ်နိုင်ခြေများပြီးတော့ဒါအလွန်ဆုံးပေါ့နော် CD ဘက်ကနေပြီးတော့ဒါ big chance ပေါ့သူတို့အခွင့်အရေးအကျဉ်းတိုးမဟုတ်နှစ်ကြိမ်လောက်ကနေပြီးတော့သူကောင်းကောင်းအသုံးချနိုင်ခဲ့လို့ရှိရင်ဒါပထမပိုင်းမှာ0-1လောက်နဲ့ပွဲပြီးသွားနိုင်တယ်ဒုတိယပိုင်းမှာဆိုလို့ရှိရင်လည်းမိနစ်60လောက်ကဒါဒီပုံစံတိုင်းပဲသွားနိုင်တယ်ဒါတကယ်လို့မိနစ်60မတိုင်ခင်ပေါ့နော်စီမဟုတ်ခင်နဲ့တစ်ဖက်ကနေပြီးတော့ကိုရခဲ့မယ်ဆိုလို့ရှိရင်လည်းဒါဥမာဒါ CD ကနေပြီးတော့ဥဆောင်ကိုကိုရခဲ့လို့ရှိရင်လည်းဒါမိနစ်60-90ဝန်းကျင်လောက်ဒါပြောင်းလဲမှုလုပ်ပြီးတော့ဒါပွဲကိုပို့ပြီးတော့ control လုပ်ပြီးတော့ဒါပွဲကို AC ကစားလာနိုင်တယ်ဒါမှမဟုတ်ဘဲနဲ့ဒါဂျူဝင်ဘက်ကနေပြီးတော့ဒါသူရဲ့ counter attack တွေကနေပြီးတော့ဒါဥဆောင်ကိုရခဲ့မယ်ဆိုလို့ရှိရင်လည်းဒါဒီဒုတိယပိုင်းမိနစ်60-90ဝန်းကျင်လောက်မှာသူတို့ defend line ကိုအာရုံစိုက်လာအောင်မှဖြစ်တဲ့အတွက်ဒါနောက်ထပ်ပေါ့နော်ဒီနှစ်ဖက်အသင်းကနေပြီးတော့နောက်ထပ်တစ်ခုထပ်မြင်ရဖို့ကကျွန်တော်တို့ဒါအချိန်ပေးရအောင်ပါပဲဒါကြောင့်မို့လို့ဒါဒီပွဲမှာဒါ full time results အနေနဲ့ဒါ 0-1 1-0တို့မဟုတ်ဒါ 1-1 ဒီထဲကပဲဖြစ်လာဖို့များတာကြောင့်ဒါဒီပွဲမှာ save တစ်အနေနဲ့တော့ဒါ9အောက်ကတော့ save ဖြစ်မယ်လို့ကျွန်တော်အနေနဲ့ယူဆပါတယ်ကျွန်တော်တို့အနေနဲ့ကစိုးရိမ်စရာတစ်ခုကဒါဒုတိယပိုင်းပေါ့နော်ဒါ1-1ဖြစ်နေခြင်းဒါနောက်ဆုံးမိနစ်တွေမှာဒါနောက်ကျဂိုးတွေကိုဒါမြင်ရမှဒါ over 2.5 ပေါ့နော်ဒါ3လုံးနဲ့အထက်ကိုဒါရောက်နိုင်တဲ့ခြေနေရှိတယ်ဒါကလည်းဒါ knock out ပွဲတွေဒါရှုံးထွက်ပွဲစဉ်တွေဒါဖြစ်မနေအနိုင်ရမှာပွဲမျိုးတွေဟုတ်တဲ့အတွက်ပေါ့နော်ဖြစ်နိုင်ခြေ chance ကတော်တော်လေးနည်းတယ်လို့ပဲမြင်မိပါတယ် Guardiola အနေနဲ့လည်းဒါ stable ဖြစ်တဲ့ line နဲ့မဟုတ်ပဲ player rotation တွေလုပ်ပြီးတော့ဒါသူစမ်းသပ်တဲ့ကာလဖြစ်တာကြောင့်ဒါဂျူဗင်ကန်စစ်ကို confidence ရှိနဲ့ present ပေးနိုင်မယ်လို့လည်းမထင်မိဘူးနောက်တစ်ခုအနေနဲ့ဒါဂျူဗင်ရဲ့ကန်စစ်ကိုဖြိုခွဲဖို့တော့ကဒါ Man City အနေနဲ့ကဒါချိန်ယူပြီးတော့ပုံဖော်ပြီးကစားလာနိုင်တယ်ကစားပွဲကိုသူတို့အနေနဲ့ကအချိန်ယူပြီးပုံဖော်ကစားလာနိုင်တယ်ဒါကြောင့်မို့လို့ပထမပိုင်းမှာအထအနေပြီးတော့ဒါဒုတိယပိုင်းမှာဒါဂိုးတွေကိုမြင်တွေ့ရနိုင်ခြေများတယ်ပေါ့နော်ဒီပွဲမှာဒါကြောင့်မို့ဒီပွဲမှာဒါက under 2.5ဒါ9အောက်လေးကတော့ဒီဂိုးတို့အလုံးအတွက် safe ဖြစ်မယ်လို့ပဲကျွန်တော်ယူဆပါတယ်ဒါညီကိုရဲ့အမြင်ကိုလည်းပြောပြပေးခဲ့ပါအောင်လို့ကျွန်တော်အနေနဲ့တောင်းဆိုပါတယ်ဒါဆိုရင်ကြည့်ရှုနားထောင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးထူးတင်ရှိပါတယ်